အားလုံးပဲပြန်လဲကျေးဇူးပါတယ်ကဲကိုညှောင်းလုံးက ရေးလိုက်ပါကြားနေတဲ့ vibe တွေပဲ ဘာ vibe ဖြစ်နေလဲဆိုလို့ရှိရင်တော့ကန်းချီ vibe ဖြစ်နေရယ်ညှောင်းလုံးကန်းချီသွားချင်တာနော်အခုဒီနေ့ရွေးတဲ့လွတ်တွေအကုန်လုံးကလေလောက casual လွတ်တွေများတယ် kill လွတ်များတယ် sexy တော့နည်းနည်းပဲပါတယ်ဒါပေမဲ့တီပဲနည်းနည်းပါမယ်ဒီနေ့နော် sexy ကတော့ဘာပေါ့အခု with the angi design တွေအကုန်လုံးမှလည်းများလူငယ်ကြီးကြိုက်မဲ့ design တွေဝတ်ထားတာကဲအဲ့ဆိုအခုဝတ်ထားတဲ့ design တွေကိုပြပါအခုချက်ဝတ်ထားတာကြတော့ကန်းချီလွတ်တော့အရန်သွားတယ်ကွာကန်းချီသွားချင်နေလို့လာတော့မသိဘူးကိုရွေးလိုက်တဲ့အရာကဒီလိုအရာလည်းဖြစ်နေတယ်မအရန်ကြိုက်တယ်တော့ခရမ်းအဆူဆိုတော့လေပေါ့ပါတော့လုံးဝအရန်ဖြစ်တယ်တခုကြိုက်တာလေပင်စီတာလေပင်စီတာကိုအရန်ကြိုက်တယ်ကြိုက်တယ်လို့စီးလို့ရအောင်ကြိုက်တယ်လို့စီးလို့ရတယ်တော့ဒါတော့ကျိုးကအနောက်မှာရှိပါတယ်လေရွှေပါတော့ကိုကြိုက်တယ်လို့ပုံစံစီးလို့ရတယ်ဒီဇိုင်းမျိုးစုံကိုလုပ်လို့ရတယ်ကွာပြီးလို့ရှိရင်ဝဲလေးနဲ့ဆိုတော့လေအရန်ကြိုက်တယ်အရှိကိုပို့သဘောကျတယ်ကွာအတူရှိနဲ့လည်းလိုက်တယ်အဲ့လိုမျိုးလေးဆိုတော့အဲ့တော့တီတီက sharing လေးလုပ်ပေးပါကဲကျမကတော့ကန်းရင်ပိုင်ပဲပေါ့နော်လုံးဝဒီလိုကာလေးမှိုက်တယ်ကာလေးကြိုက်တယ်လေရောင်လေးကလည်းစစ်စရာလေးတော့မိတ်ကပ်ပစွန်စီရောင်မဟုတ်မဟုတ်ဆိုတော့မိတ်ကပ်ရောင်အဲ့လိုမျိုးရောင်နှခမ်းကြီးရောင်ပေါ့အဲ့လိုလေးဝတ်ထားတာတော့စစ်စရာလေးညော်လို့ရွေးထားတာမိုက်တယ်ရမ်းကြိုက်တယ်နော်အဲ့ဆိုပို့ပါအရန်ဖြစ်လုံးတယ်ကွာအခုရတဲ့ဥတုကပူလိုက်အေးလိုက်အဲ့လိုဖြစ်နေတဲ့ချိန်မှာဒီမှာလွတ်လေးတွေဝင်တော့ပိုတော့အဆင်ပြေနိုင်တယ်ပေါ့နော်အဲ့တော့ဝယ်ဝတ်ထားတဲ့ design လေးကိုဘယ်လိုလဲ recommend ပေးကြပါအောင်ဘယ်လိုလဲ comment ပေးကြပါတော့ပြောရမယ်ဆိုရင် okay နောက်ဆုံးတစ်ထည်လေးကျန်တော့ပါနော်နောက်ဆုံးထည်လေး try လုပ်ပြမယ်ပြီးရင်ပြန်လာခဲ့မယ်နော်ဘာလို့ပြမလာခင်အင်ဂျီလေးချက်ပြရပါနော်ကိုရီ try ရအောင်မယ်အင်ဂျီလေးကိုကိုကတော့long drive ပဲအနည်း long drive ကရွေးတာများတယ်ပြီးလို့ရှိရင် casual look နဲ့ long drive ကအရန်ဆက်နေရယ်အရန်ပေါ့ပါတာကိုအရန်ကြိုက်တော့ဒီ look လေးကိုဝတ်လာပြမယ်အဲ့ဒါ recommend ပေးပေးပါကဲတီရတော့နည်းနည်း night out dress လေးပေါ့နော်အမဲရမ်းကြိုက်တယ်ခဏကိုအကျက်ကြိုက်တယ်ဂျင်းနဲ့ကြက်ပြီးဆိုကား40ဆိုဒါလေးကိုရွေးထားတယ်အဲ့ဒါလေး try လုပ်ပြီးတော့ပြန်ထွက်လာခဲ့မယ်အားလုံးပဲဒါကိုကြည့်ပါမယ်ကဲ try on တော့လောက်လာပြီးသွားပြီเนาะဒီလိုပုံစံလေးတော့ထွက်လာတယ်အရန်တော့ကြိုက်တယ်ဒါပေမဲ့ तू ကအပြင်သွားရင်တော့အရင်တော့ဟိုမဖြစ်ပေမဲ့အိမ်မှာနေတာပဲဖြစ်ဖြစ်အဲ့လိုဒါပေမဲ့ပို့ပါသွားရင်တော့လည်းလိုက်တယ်ပြီးတော့အသားအရန်အေးတယ်ချို့လူကြီးဆိုအရန်ကြိုက်လောက်မှာအသားအရန်အေးလွန်းတယ်ကြိုက်တယ်ပို့ပါအရန်ဖြစ်လွန်းတယ်နော်အဲ့လို look လေးတွေကိုအရန်သဘောကျပါရဲ့ထက်ကတော့ကဲတီကနည်းနည်းခုနပြောသလိုပဲ night out ထွက်သွားမှရအတွက်အစင်ပြောင်းရွေးထားတယ်ဒီနားလေးကဖယ်ပြားဒီဇိုင်းနဲ့အောက်ကဒီစားလေးနဲ့ပါပြတာနော်။နားကမှပြောတယ်ဒီနားလေးကအကျက်အောက်လေးကားလေးဝဲလေးစိုက်တယ်။ကိုဒီအရင်နဲ့လိုက်တယ်။တင်တယ်။ဘာဆိုတော့ကိုကြိုက်တာ哦နော်။အေးရအသားအေးရမျိုးတွေအဲ့လိုမျိုးအရှိလောင်းထွက်အရှိလေးတွေအဲ့လိုမျိုးဆိုအရန်ကြိုက်တယ်။အခုကလည်း trend ဖြစ်နေတဲ့ design လေးတွေကိုလည်း try on လုပ်ပြပြီးသွားတာဆိုတော့ recommend ပေးပါလို့ပြောချင်ပါတယ်။ကိုရလည်းအခုဒီ view ထဲမှာဒီလိုမျိုးပြအိမ်မှာဆိုရင်ဒီလိုပဲဝတ်တာဆိုတော့ကဲ okay ဒါကတော့ကိုရညောင် try လုပ်ပြတာနောက်ဆုံး outfit လေးပဲဖြစ်ပါတယ်။ဒီ outfit လေးတွေကိုဒီလိုမျိုး try on လုပ်ဖြစ်အောင်လို့ sponsor ပေးရ luxury corner ကိုလည်းအရင်အထူးကျေးဇူးတင်ပါတယ်ပေါ့နော်။ကဲအားလုံးပဲနောက်ဗီဒီယိုမှာထပ်ပြီးတွေ့ကြမယ်အားလုံးပဲတတား